အခက်အခဲတစ်ခုတွေ့တဲ့လူတိုင်းအစာပိုင်းတော့စိတ်ရက်တွေကြမှာပဲဒါလူတဘာဝပဲစိတ်ရက်ကြတာလည်းအမြဲကြနေရမှာမဟုတ်တာဒီအတွေ့အကြုံတွေနဲ့ဘဝသင်ခန်းစာတွေကြောင့်အခက်အခဲကြုံနေသူတိုင်းတဆင့်မြင့်ရင့်ကျက်သွားကြတယ်ပို့ပြီးတော့တတိရှိလာတယ်ပို့ပြီးတော့ရဲရင်လာကြတယ်ပို့ပြီးတော့အမိကိုကင်းကင်းနဲ့နေနိုင်အောင်ကြိုးစားလာကြတယ်ပို့ပြီးတော့ဥဆောင်နိုင်အောင်ကြိုးစားလာကြတယ်ကိုယ့်အတွက်လိုအပ်နေတဲ့ကျွမ်းကျင်မှုတွေကိုဖြည့်ဖို့အတွက်အားရင်တွေအများကြီးရှိလာကြတယ်ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာဘလို့ဖြေရှင်းရမလဲဆိုတဲ့ skill တွေအများကြီးတိုးတက်လာကြတယ်ကို့မှာဘာအားနည်းချက်ဘာအားသာချက်ရှိလဲဆိုတာကိုဂရုပြုမိလာကြတယ်ဆုံးဖြတ်ချက်တစ်ခုချဖို့ရန်အတွက်ဆိုရင် critical thinking တွေလိုတယ်ဒီလိုအပ်တဲ့ skill တွေကိုဖြည့်ဖို့သတိပြုမိလာကြတယ်ပို့ပြီးတော့လဲတန်မာလာကြတယ်အရာရာကောင်းဖို့ဖြစ်လာပဲဒါကြောင့်မို့လို့ဒီအခက်ခဲတွေကကိုယ့်ဘဝကိုတဆင့်မြင့်တဲ့နေရာကိုရောက်ဖို့ဘဝကိုယ့်အတွက်တည်တံ့ဖန်တီးပေးလိုက်တဲ့အကောင်းဆုံးသောလက်ဆောင်တွေပဲ